ကဲလာပြီနောက်ထပ်စကင်နဲ့ဆရာကြီးဒီကောင်ငါဖြုတ်ပြဟဲ့အောင်လေတို့ချက်ချိုးလိုက်လက်ချက်ချိုးလိုက်မင်းတို့ကိုဗဒဲလည်းမင်းကပြောဘူးမင်းတို့ချက်ချိုးလိုက်အပိုးတွေပြောတော့ရောက်မြန်မာဆိုတာဒီလိုပဲဖြစ်နေရဟာလားမြန်မာဆိုတာဒီလိုပဲဖြစ်နေရဘုံကောင်တော့မြန်မာမဟုတ်ဘူးဗာ BNN နိုင်ငံသားထင်တယ်ကျွန်တော်ထင်တော့စကင်နဲ့သူ့ကောင်လည်းချိုးလိုက်တိုင်ကားနဲ့ဗာနဲ့ level map နေနဲ့ကောင်ငါကျွေးရဒီကောင်လုံးဝဒီကောင်ကွာအဆုံးထိပြစ်ပြတဲ့အတွက်ငါဒီကောင်ဂျေဆူးလက်တင်တော့တကယ်ဆိုအဲ့လိုမျိုးပါသူတို့ထအများကြီးတားတယ်ဆိုရင်တော့သူတို့ကထွက်ပြေးကြကွာဒီကောင်ကျွန်တော်အဲ့လိုမဟုတ်ပြစ်ပြီးတယ်ဒီကောင်လည်းလာလက်ကျင်တာပေါ့ငါ့အဲ့လိုပါသူထက်ကောင်းတဲ့လူတက်မှတ်ပြီးတော့သူကနိုင်အောင်ပြစ်မယ်ပေါ့အဲ့လိုပြစ်မှထင်တယ်ဒီတော့ငါလက်ကျွေးထည့်ပြလိုက်ပေါ့ခဏစကင်နဲ့ဆိုငါလက်တီးရပါနဲ့အဲ့လိုထိုးတယ်ကွာထက်ပြစ်တယ်မချောလက်တီးနဲ့ငါမိတ်ဆက်တယ်အဲ့လိုမျိုးလက်တီးနဲ့မိတ်ဆက်တာပေါ့နော်မင်းတို့လည်းလက်တီးနဲ့မိတ်ဆက်ချင်ငါလည်းလာပြစ်လို့ရနော်โอเคဘောပါလားနောက်က9000လွဲလိုက်ပတ်စံပြက်တယ်အလဲအမမင်းတို့မယုံမှကြောက်လို့အမကြည့်လိုက်ဟုတ်လားနော်စကင်နဲ့နော်တွေးပြီအမတွေးပြီဘယ်ခုံပေါက်ကနဲ့အမေငါအခွက်မပြသေးဘူးနော်ဟဲ့အခွက်မပြသေးဘူးဆက်ထွက်လာတယ်ပြစ်တယ်ချိုးတယ်အမေမင်းတို့စက်ကြည့်တယ်ဘလောက်ထိကောင်းလဲငါဘလောက်ထိကောင်းလဲတော့မင်းတို့တစ်ချက်ကြည့်ရလိုက် Okay let's go Oh